တစ်ဖွဲ့ထဲမှာဘလို့မကျင်တတ်တာဘလို့မကျင်တတ်တာဟမ်ကိုရီဘလို့မကျင်တတ်တာလေ ဟိုဟုတ်ကျင်တတ်ပါလေ ဟမ်ငါလှုပ်လိုက်လို့ငါသိပေါ်မယ်နော် မကျင်တတ်ဘူးဆို မ တော့ ကျင်တတ်ဘူး အဘိဓိပိဋကတွေမကျင်တတ်တော့ ကျင်တတ်တယ် ဆိုင်းဆရာတွေမကျင်တတ်တော့ ကျင်တတ်တယ် ဘာလို့မကျင်တတ်တော့ ဟာကိုစိတ်ရုပ် မင်းကော ခင်ဗျားကိုကျင်တတ်တယ်ကျင်တတ်တယ်ကွာကျင်တတ်တယ် လည်းပါလေသုံးပါမင်းကဘလို့မကျင်တတ်တော့ တန်တာလင်းကိုမကျင်တတ်ဘူး ဟာကိုနဲ့ကတော့ကပဲမင်းကဘာလို့မကျင်တတ်တော့ ကားပေါ်ကားပဲခုနတည်းကလေတခင်းဆိုတွေကပေါက်လာမတည့် ဘာလို့ အခက်ကျွန်တော်ကြည့်ကန်ကန်ကျွန်တော်သူ့ကိုမြစ်တာထားပြီးတော့ ဟမ် မြစ်တာတက်ဝင်ချစ်နေတဲ့မင်းကလေး ဟမ် ဘာလဲပဲသူကျွန်တော်ကိုနည်းနည်းစိမ့်သားတနက်နဲ့ပြတ်တယ် ဟာဟောသနန်းနဲ့ပြည့်သား ပြတ်တယ်တနက်နဲ့ ဘယ်သနန်းနဲ့ပြည့် ဟော သား ဒီတနက်နဲ့ပြတ်တယ် မဟာကလေးတွေကစားတဲ့သနာကြီးမင်းသမီးကမင်းကြောက်မလားဟာကလေးတွေကစားတယ် တော့ဘာလဲကျိုးတော့ဖြည်းဖြည်းလို့ ဟောကလေးကစားတဲ့သနာလေးကမင်းကြောက် ကလေးကစားတဲ့တနက်ပြီးမင်းတနက်လေးကသိတယ်မဟုတ်ဘူးသူ့ဒီတနက်နဲ့6လမ်းပြီးသူ့ရှေးဆိုမလို့ ဟော ညဘအခုညီပေးပါ ဘာမကြီး တနက်ကမှကိုတနက်ဆိုတော့ဘာမှမမြည်ဘူး အေး အဲတနက်တန်လေးနဲ့တူတာလေးတစ်ခုလုပ်ပြီးအခုညီပေး ဩအကူညီပေးရမယ် အေး ဟုတ်ပြီမင်းကဘာပြောမှာလဲကောမလေးကို ။ကောင်မလေးကျွန်တော်ကတနတ်တန်ကြောင်းဟဲ့မော်လေးနင်းကငါချစ်တယ် အဲ ။သူကညင်းဆိုင်ဘာ ငါဘာလို့ ခဏကျဲပြီးတာအ ဟော ချောက် မင်း ကြား က လေး ဘာဆိုရင်ငါကြက်သေးတာ မင်းငါနောက်လိုက်ခဲ့ အဲ ။သူကမလိုက်ဘူးမလိုက်ပြီးရင်ရော့ ကြက်သေးတာ ရော့ဆိုပြစ်ပြီလေ ဩ ။ဒုံးလည်းချတယ် မင်းကကိုလိုက်ခဲ့မလိုက်နိုင်ဘူးလား မလိုက်ရင်ဒုံး ဒုံး ဒါပဲ ဩဟုတ်ပြီခဏလို့ အဲလို သန္တာတန်နဲ့တူတာ ဒါပဲကြည့်တယ် ဟုတ်ပြီရပြီ ဟုတ်ပြီ တနက်တန်နဲ့တူရမဆိုးဘူး ငါမေးတတ်တယ်နော်ပြန်ပြောပါဦးပဲ ဟဲ့တန်လင်းနင်းကငါချစ်တယ်ကိုရှင်းအောင်မချစ်နိုင်ဘူးဘာပြည့်သီးတံ ဟောဘာဆိုရင်ကြက် ပြ သေး ည့်သီးတံ တာရော့ဆိုမှဒုံး ဘာ ကြက်သေးတာ ငါတော့ကိုလိုက်ခဲ့နှိုင်းနိုင်ဘူးဆိုရင်ရော့ဒုအလေးချင်းလုပ်ပြီမခဏလေး ဟုတ်ပြီ ဟုတ်တယ်ခါလာ ကျွန်တော်ဘာလုပ်ရမှာ ဟင်းတဏှာလေးလုပ်ရမယ် တန်လာလေးလုပ်ရမယ် အေးအဘဲလေးဘယ်တော့ တန်လာလေးလုပ်ဆို အေးကတဏှာလေးတဏှာတရုပ်ဆောင်ပေးရမယ်ပြောတာလေ ဟင်းလေ ဘာလို့ဟိုထဲသွား ဝိစားသွားငါ မလို့ရှိတာလေးနဲ့ပေါ်ဝါလေးခြုံလိုက်ရပြီ ကျွန်တော်တန်လာလေးနဲ့တူ အမေနဲ့တဏှာလေးမောင် မျက်လုံးချင်းတူ မျက်လုံးကြီးရဲ့တဏှာလေးနဲ့သွားတူဟဲ့တဏှာလေးဘာလဲမင်းကိုငါချစ်တယ် ရှင်ကိုလည်းကျွန်မချစ်တယ် အဲ့ဒါလို့အစင်မပြေလို့ဗောဟာဒီပြဿနာအစင်မပြေလို့လောရတဲ့ကိစ္စကိုမင်းလည်းမချစ်နိုင်ဘူးပြောရမယ် မဟုတ်ကျွန်တော်အညာလွယ်ချက်ချင်းချစ်တာနော် အညာမလွယ်နဲ့မင်းအညာလွယ်မှ သန္ ငါ တာ ချ လေး စ် သန္တာလို့ ဟဲ့တန်လင်းဘာလဲမင်းရောငါချစ်တယ် မချစ်ဘူး ဘာကျေပြီးတံ ကြက်သေးတာ မင်းရောငါချစ်တယ် မချစ်ဘူး ဘာ ကြက်သေးတာ မင်းကန်းတော့လိုက်ခဲ့ လိုက်မယ် မလိုက်ဘူးမြင်ရမှာ လိုက်မယ်နေစရာမရှိဘူး နေကြမရှိဆိုဘုန်းကြီးစာကြောင်းနဲ့သွားနေကွာ ဖူးတယ် ပူရဲမ ဘ နေ ယ်လိုပြောမလိုက်ဘူး မင်းကန်းတော့လိုက်ခဲ့မလိုက်ဘူးပြော ဟဲ့ မင်းကန်းတော့လိုက်ခဲ့ မလိုက်ဘူး မလိုက်ရော့ပေါက်သွားပြီ အဲ့ဒါငကိုပေါက် သူ့ငကိုဘောက်ကိုလာပြီးပြဿနာရှာ ဟုတ်ပြီဘာမင်းဟိုငါချစ်တယ်ရှိကိုကျွန်မမချစ်နိုင်ဘူးဘာကြက်သေးတာဟောမလေးမင်းပွဲပြီးရင်ငါနဲ့ကိုလိုက်ခဲ့ရှင်းတော့ကျွန်မမလိုက်နိုင်ဘူးမလိုက်နိုင်ရော့ဒုံးဘာဒါရော့ဒုံး လေ့ကျင့် ဘာဒုံးရော့တံ ဘာသာရော့တော့ ဘာဆိုရင်ကြက်သေးတာရော့ဆိုရင်ဒုံးဟုတ်ပြီငါမေးတတ်တယ် လေ့ကျင့် ဘာဆိုရင်ကြက်သေးတာရော့ဆိုရင်ဒုံး လေ့ကျင့်ပြီးအစင်းလေးဆောင်နော်နေဦးလေဟုတ်သေးလေ ဩမလားဟုတ်ဒီရလာစမ်းကြည့်တာပါ ဟောခင်ဗျားကလေအခုပေးလိုက်ရင်စမ်းတာများနော်စမ်းတော့လား ဟုတ်ပြီ ဟဲ့တန်တာလင်း ဟာကြက်သေးတာ လာပြီဟုတ်မင်းမဟုတ်ဘူးကိုတန်တာလင်းအစ်စ်တန်တာလင်း ဘာလဲ မင်းကို
ငါချစ်တယ် ချစ်နိုင် ဘာဘာဖြစ်နေလဲ ဟာတော့မိကတော့ကျင့်နေ ကျင်းတန်တန်လေးရောက်နေပြီဆေးရဲဆိုခလေး6လောက်တော့ဝင်နေတယ် အမင်းလာနေ သားနေပြီ ဩ ဒီလိုပြောနေပြီဒီသားလေးမင်းပါလို့ဆိုတော့ကျေးဇူးတော် ဟာကျက်သေးတာ ကျေးဇူးတော်မသိဘူး ရော့ဆိုရင်တို့ တို့ကြည်ကြီးလေးပြလိုက် နောက်ကနေငါအကဲခတ် အဲ့ကဲ နော် အေး ဟာအမလေးမင်းပြောတယ်ငါအကဲခတ် ကျွန်တော်ခက်အကဲခက် ဟုတ်ပြီ အဲ့ဘယ်လိုကဲခက် တို့မင်းကနောက်ကအကဲခတ် ခင်ဗျစားလိမ့်ငတ်တွေပါလား မင်းအကဲခတ်ဆိုလို့ ဘယ်လိုဖြစ်တာတော့ခင်ဗျလူပြောအကဲခက်တယ်ဆိုကြက်သိန်းအောင်ထားတယ်ခါကြည့်ရမျက်လုံးနဲ့ မဆုံးမင်းပင်သေးကွက်ဝင်တယ်နော် မလေးသူ့ဖေကဲပြက်လူကြီးဖြစ် မ နေ င်း တာ အကဲခတ်ဆိုလို့နောက်ကနေငါအကဲခတ် အဲ့လိုမဟုတ်ဘူးကျွန်တော်မျက်နှာကိုကြည့်ပါအဲ့ဒီဖေမကြည့်ပါနဲ့ ဩမျက်နှာကြည့် မျက်နှာကြည့် ဟုတ်ပြီ ဟဲ့တန်တာလင်းဒီမှာကလည်းမင်းဟာဒီမှာတန်တာလင်းအဲ့ဘာဖြစ်လဲ မင်းကမျက်နှာကြည့်ဆို ဟာမျက်နှာရိပ်မြင်တကယ်ပြောတာဗျာဘယ်တော့ခင်ဗျာဒီလိုမျက်နှာကြီးလာတာကို မင်းမျက်နှာကြည့်ဆိုငါမျက်နှာကြည့် မဟုတ်ဘူးနောက်ကနေပြီးတော့ခင်ဗျာမျက်နှာမြင်တကယ်ကြည့်အရေးကြီးကျွန်တော်အရေးချေကြည့် ဟုတ်ပြီဟုတ်ပြီအရေးကြီးရ အရေးကြီးဟာဟာဘာလဲကြည့်နေလဲတော့ မင်းကအရေးကြီးဆို ဒီရိပ်မဟုတ်မျက်နှာရိပ်မြင်တကယ်ဒီကြအကဲခတ်ပါနောက်ကနေဖနှောင်နေ ဩဖနှောင်းနေ ဟုတ်တယ် ဟုတ်ပြီဟုတ်ပြီ အေးတေးပါပြီဟာ မင်းကဖနှောင်းနေဆို ဖနှောင်နေဆိုတော့နောက်ကနေကျွန်တော်လုပ်တဲ့ရိပ်ချေကြည့်ပြီးနောက်ကနေဖြစ်တန်တန်လင်း ဟေး ဒီကရှိတယ်မရှင်းနိုင်ဘူးဘာတော့ကျယ်ဒီတာမဲမှာဆိုဟာမှာကျယ်ဒီပြလိုက်မယ် ကျယ်သီးလေးကြိုက်ပြ ဟုတ်ပြီ ငါမေးလိုက်တယ် ဟု နော် တ်တယ်ဟာဟဲ့တော်တော်လေး ဘာလဲ မင်းကချစ်တယ် ချစ်နိုင်ဘူး ဟာ ရှာကြီး ဟာကျယ်ဒီတာမှာဆိုချေရှာရေးကြီး ကျယ်သီးတာကျယ်သီးတာ ဟဲ့တော်တော်လေး ဘာလဲ မင်းကချစ်တယ် ချစ်နိုင်ဘူး ဟာ ကျယ်သီးတာ မင်းငန်းတော့လိုက်ခဲ့ လိုက်နိုင်ဘူး အဲ့ဒါနဲ့ရောဘယ်လိုဖြစ်တာတော့ပြည့်လေရော့ဆိုရင် ပြစ်တော့ပြစ်မယ်မယ်သူ့မျက်နှာလေးကသနာစရာလေးစိတ်ဝင်စားနေ တေးပါတော့ဗျာပြည့်လိုက်စမ်းမရော့အဲ့ဒါလိုလိုချင်တာနားလေဒါမျိုးမလုံးနဲ့အာ